မြန်မာနိုင်ငံရဲ့ culture တစ်ခုဖြစ်တဲ့အိုးပုတ်ပွဲတော်ဟာကျမတို့မြန်မာနိုင်ငံမှာတစ်နှစ်မှာတစ်လမှာတစ်ရက်မှာတစ်ညက်နေခင်းတဲ့တာမှာကျင်းပတဲ့ရိုးရာပွဲတော်တစ်ခုဖြစ်ပါတယ်ရှင်။အဆိုပါအိုးပုတ်ပွဲတော်ကိုမန္တလေးတိုင်းဒေသကြီးမန္တလေးမြို့မန္တလေးတောင်ကြီးမှာရှိတဲ့အောင်မြေသာဇံမြို့နယ်အိုးဘိုလို့ခေါ်တဲ့ဗရမ ्या တော်ရက်ကွက်မှာကျင်းပလေးရှိပြီးတော့နှစ်စဉ်ဝါကောင်လာဇန်8ရက်နေ့တိုင်းကျင်းပပြုလုပ်လေးရှိပါတယ်ရှင်။ဥပုပ်ပွဲတော်ရဲ့တမိုင်းကြောင်းလေးရတော့မင်းတို့မင်းတရားကြီးလက်ထက်မှာတောင်မြုံပွဲတော်ကိုတွားရောက်ဆင်နွှဲကြတဲ့ပြည်သူပြည်သားတွေဟာလှေတွေကိုအသုံးပြုပြီးတော့မှရွှေတချောင်းမြောင်းတိုင်းလှော်ခတ်ပြီးတောင်မြုံအရက်တို့တွားရောက်ခဲ့ကြတယ်လို့ဆိုကြပါတယ်ရှင်။တောင်မြုံပွဲမှာရောင်းချဖို့လို့အတွက်ရေလန်းတိုင်းလာကြတဲ့အိုးတယ်တွေဟာမန္တလေးတောင်ကြီးအိုးဘိုအရက်မှာလှေတွေကပ်ပြီးတော့မှခိတနာပြီးတော့ဈေးခင်းရောင်းချကြတယ်လို့အဆိုရှိကြပါတယ်ရှင်။ဤသို့ဖြင့်တောင်မြုံပွဲမတိုင်ခင်တရက်အလိုမှာအိုးဘုတ်ပွဲတော်ဖြစ်လာတယ်လို့ဗဇက်ရာဇဝင်အရာမှတ်သားခဲ့ရပါတယ်ရှင်။မန္တလေးတောင်ကြီးကအိုးဘိုဆိုတဲ့နာမည်ဟာလည်းအိုးတွေလောက်ကန်ရအိုးဖိုတွေတည်ရှိခဲ့တဲ့နေရာဖြစ်တာကြောင့်မို့လို့အဆိုပါအိုးဘိုအစွဲပြုပြီးတော့အိုးဘိုရဲ့လို့အမည်ဖြစ်လာခြင်းဖြစ်တယ်လို့ကြားသိရပါတယ်ရှင်။ဒီအိုးဘုတ်ပွဲတော်ရဲ့ထူးခြားချက်ကတော့ပွဲတော်ကိုလာတဲ့အမျိုးသားအမျိုးသမီးတွေနဲ့ကလေးငယ်တွေရဲ့ခေါင်းပေါ်မှာကြောက်ခတ်ပန်းလို့ခေါ်တဲ့တစ်ခတ်စိမ်းလေးများနဲ့ပြုလုပ်ထားတဲ့ကြောက်ခတ်ပန်းအုပ်ထုပ်ကိုပန်းတရဖူတပွဲခွေပြီးတော့ပန်းစင်ကြတာဟာဘယ်အချိန်ကစခဲ့လဲတော့ရည်ရရမသိရပေမဲ့အိုးဘုတ်ပွဲတော်မှာသာတွေ့ရတဲ့ချစ်စရာကောင်းတဲ့မြင်ကွင်းလေးတစ်ခုဖြစ်ပါတယ်ရှင်။အိုးဘုတ်ပွဲတော်ကိုဒေသခံတွေကအိုးဘုတ်ခိုးပွဲလို့လည်းခေါ်တတ်ကြပါတယ်ရှင်။အိုးဘုတ်ခိုးပွဲလို့ခေါ်တဲ့အကြောင်းကတော့အိုးဘုတ်ပွဲကိုလာရောက်ရောင်းချတဲ့ဈေးတွေကအိုးဘုတ်ပွဲမှာအခိုးခံရမယ့်အကြောင်းကိုကြိုတင်တွက်ဆပြီးတော့မှမိမိအမျက်ကြံလောက်တဲ့ပမာဏနဲ့ရောင်းချတတ်ပါတယ်။အိုးဘုတ်ခိုးတဲ့သူတွေကလည်းစီးပွားပြတ်လောက်တဲ့အထိခိုးတာမျိုးမဟုတ်ဘဲနဲ့အိုးဘုတ်ပြန်တောင်းသူတွေကလည်းတခိုးလိုယိုးပြီးတော့မှပြန်တောင်းတာမျိုးမဟုတ်ပါဘူး။ဒါဟာလည်းအိုးဘုတ်ပွဲတော်ရဲ့ချစ်စရာဓလေ့တစ်ခုပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်မြန်မာပြည်မှာနေထိုင်တော့မြန်မာဓလေ့ရိုးရာပွဲတော်တွေကိုမိမိချစ်ခင်ရသူမိသားစုများနဲ့မရောက်လိုက်ရမရှိရလေအောင်အရောက်သွားဖို့တိုက်တွန်းပါရစေရှင်။မြမယဉ်ကျေးမှုကိုမျက်နှိုးတံမိုးထားသူများအနေနဲ့အဆိုပါဥပုပ်ပွဲတော်ကိုတွားရောက်လိုပါက2029ခုနှစ်ရဲ့ဝါကောင်လာဇန်8ရက်နေ့မှာအဆိုပါဥပုပ်ပွဲတော်ကိုဆက်ဆက်တွားရောက်ဖို့တိုက်တွန်းပါရစေရှင်။ဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။